ဆန်လေးပါနော်ကိုဆန်2အိတ်ဒီမဲ့ကိုဟုတ်ဒါလေးကကိုစီနော်ကိုပြီးသွားတော့ဟိုကြက်ဥလေးရဲ့အင်ကြီးလေးရဲ့ပေါ့နော်ကိုဒီမှာဒါအင်ကြီးကိုဒါလေးကကြက်ဥပါကိုဆန်လေးပါနော်ပြီးစီလေးပေးပါအောင်ဒါစီပါဟုတ်ပြီးတော့ဒါကအင်ကြီးရဲ့ကြက်ဥရဲ့ပါနော်ဒီမဲ့မှဒါဆန်လေးပါနော်အမဒါလေးကကျွန်တော် jockey smooth အင်ကြီးလေးဟာဒါလေးကကြတော့ကြက်ဥပါနောက်ပြီးတော့အမဒါဟင်းချက်ဖို့အတွက်စီပါနော်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဟောဒီကငွေပင်လဲရောင်းဝယ်ရေးရဲ့ jockey smooth ရဲ့ပူပေါင်းပြီးတော့ပြုလုပ်တဲ့တကြံအကျိုးအလှပွဲကိုရောက်ရှိနေတာဖြစ်ပါတယ်နော်ဒီနေ့လှူဒန်းပေးရဲ့အထက်မှာဆိုရင်ဆန်ရဲ့ကြက်ဥရဲ့နောက်ပြီးတော့စီရဲ့ပေါ့နော်ဟောဒီကစီရဲ့နောက်ပြီးတော့ဆိုဒီက jockey အင်ကြီးရဲ့လှူဒန်းပေးနေတာဖြစ်ပါတယ်နော်ဒီမှာစီဟုတ်ကဲ့ဟုတ်ဒါကြက်ဥရဲ့အင်ကြီးလေးရဲ့နော်ဒီမှာလေးကျေးဇူးတင်ပါတယ်ဒါမှဆန်လေးပါနော်ပြီးစီလေးပေးပါအောင်ဒါစီပါဟုတ်နောက်ပြီးတော့ဒါကအင်ကြီးရဲ့ကြက်ဥရဲ့ပါနော်ဟုတ်ကျေးဇူးတင်ပါတယ်အခုဒီမဲ့ဒါဆန်လေးပါနော်ကိုဆန်2အိတ်ဒီမဲ့ကိုဟုတ်ဒါလေးကကိုစီနော်ကိုနောက်ပြီးတော့ဟိုကြက်ဥလေးရဲ့အင်ကြီးလေးရဲ့ပေါ့နော်ကိုဒီမဲ့ဒါအင်ကြီးကိုဒါလေးကကြက်ဥပါကိုကျေးဇူးတင်ပါတယ်ကိုဟုတ်ဟုတ်ကဲ့ဟုတ်အကက်ကလေးနော်ဒီမဲ့မှဒါဆန်လေးပါနော်အခုကကြက်ဥလေးနဲ့အင်ကြီးလေးတစ်ချက်လောက်ပါအမဒါလေးကကျွန်တော် jockey smooth အင်ကြီးလေးဟာဒါလေးကကြတော့ကြက်ဥပါနောက်ပြီးတော့အမဒါဟင်းချက်ဖို့အတွက်စီပါနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အလေးပါနော်ကိုဟိုလေးကကိုကစီဘူးလေးတစ်ချက်လောက်ပါဟုတ်ဒါလေးကဟင်းချက်ဖို့စီပါနော်ဟုတ်ဒါလေးကကျွန်တော်တို့ jockey အင်ကြီးလေးရဲ့နောက်ဒါကြက်ဥလေးပါနော်ကျေးဇူးတင်ပါတယ်ဟုတ်ဒီမှာဆက်အင်လေးပါနော်ဟုတ်ဒါကြက်ဥနဲ့ဟိုလေးပါနော် jockey အင်ကြီးလေးပါကြက်ဥနဲ့ jockey အင်ဟုတ်ကျေးဇူးပါဟုတ်ကြက်ဥလေးပါနော်ဟုတ်ပါလေကူပွန်လေးယူလာပြီးကိုမြင့်တာရင်းခံရပါတယ်ရှင်ဒါဆန်လေးပါဟုတ်ဒါစီဒါကြက်ဥရဲ့အင်ကြီးပါနော်ကျေးဇူးတင်ပါတယ်ဟုတ်ဆန်လေးပါနော်ဟုတ်စီလေးရဲ့ဟုတ်ဒါလေးကကြက်ဥလေးရဲ့အင်ကြီးလေးရဲ့ပါနော်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ဒါဆန်လေးပါနော်စီဟုတ်ဒါလေးကအင်ကြီးရဲ့ကြက်ဥလေးရဲ့ပါဒါဆန်လေးပါနော်ဟုတ်ဒါလေးကကြက်ဥရဲ့အင်ကြီးရဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ဆန်လေးပါဟုတ်စီပါဟုတ်ဟုတ်ဒါကြက်ဥပါဟုတ်ဒါဆန်ပါဟုတ်ဒါစီဒါကြက်ဥရဲ့အင်ကြီးရဲ့ပါ jockey smooth ဆူတောင်းပေးပါဒီတက်မကရောင်းကောင်းပါစေလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆန်အိတ်လေးပါဟုတ်ဒါကြက်ဥပါ jockey smooth ဆူတောင်းပေးပါဟုတ်ကဲ့ဒီထက်မကလည်းရောင်းဝယ်တွေကောင်းပြီးတော့ဒီထက်မကလည်းလူနဲ့တက်နိုင်ပါသေးဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်မယ်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်အင်ဂျင်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီမဲ့ဒါကတော့ jockey smooth ဘူးလေးပဲဖြစ်ပါတယ်เนาะဒီလိုမျိုးရောင်းဝယ်ရေးဆိုင်နေဒီကပေါ့เนาะဒီ mini mat တွေတော်တော်များများမှာဟောဒီက jockey smooth ရှိပါတယ်ဒီလိုပြပြလေးတွေ့ပြီဆိုတာနဲ့ jockey smooth เนาะ jockey smooth ကိုချက်ချင်းဒီလိုပြပြလေးကိုတွေ့ပြီဆိုတာနဲ့ jockey smooth ကိုတွေ့ပြီသားမှတ်လိုက်တော့ဒီနေ့နည်းနည်းပြင်ပန်းသွားပြီဆိုတော့ဒါအိမ်မှာတောက်ဖို့အတွက်ဒါ2ဘူး3ဘူးလောက်ရှင်ဝယ်သွားပါမယ်เนาะအဲ့ဒီမဲ့ဟိုပါလေ jockey smooth ဆန်ရက်3ဘူးเนาะညီမလေးဒီမဲ့အော်ဒါနဲ့ညီမလေးဒီကဟာ jockey smooth ဆန်ရက်ကတပူးကိုဘယ်လောက်တော့ညီမလေး1900เนาะကြည့်ဒါတပူးကို1900ပဲရှိတယ်မြန်မာငွေ1900တဲ့နဲ့ဘတ်ဂျက်လည်းစေးဖြစ်တယ်ကွာအရသာလည်းကောင်းတယ်တောက်လို့လည်းကောင်းတယ်ဟောဒီကဆန်အရက်ကိုတောက်အောင်ပါเนาะအရန်တန်တယ်ကဲအဲ့ဆိုညီမဒီမှာ3ဘူးเนาะညီမလေး